အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဟာကတော့ဗောနော်ကျွန်တော်လုပ်တဲ့အလုပ်ပါခင်ဗျာနော်ဒီမှာကျွန်တော်လုပ်တဲ့အလုပ်ပါခင်ဗျာဒီဟာကြတော့နော်စိုက်ရုံလုပ်ပါခင်ဗျာနော်နောက်ပြီးကျွန်တော်ပြအောင်မယ်ထီပေါက်ရှင်နေတဲ့သူတွေနော်666မှာလိုပဲနော်မပေါက်လိုက်ရတဲ့သူတွေအကိုရီမတွေနော်ကျွန်တော်အခုတစ်ပတ်မှာကြတော့ကျွန်တော်3လုံးကနန်းပေါ့နော်ခက်ရှိကမှားထားတယ်ခင်ဗျာနော်အဲ့ဒီခါကျတော့ခက်ရှိကပေါ့နော်သူနှလုံးတည်ရရတယ်အဲ့ဒီအောက်တိုက်ထောင်းတိုက်ပေါ့နော်သူလည်းအားလည်းပါတယ်ပြောတယ်3လုံးလည်းပါတယ်နော်အဲ့ဒါအမြဲမှန်ကြလို့ပြောရနော်သူများကလည်းအကုန်လုံးပေါက်ကြတယ်ပြောတယ်နော်အဲ့ဒါမို့အဲ့ဒီကနန်းကိုကျွန်တော်ဝယ်ထားတယ်နော်စီးရဲနေကြလို့ရှင်ဖရီးတင်မိထားမယ်ကျွန်တော်ရဲ့ကောက်ကိုဖော်လို့လောက်ထားနော်ပေါက်လို့ရှင်လူနော်ကျောင်းမစားဘူးနော်ပေါက်လို့ရှင်လူကြပါခင်ဗျာနော်စီနာမြတ်ကြအပြည့်ဝနေပေါ့နော်ပေးတာဖြစ်ပါတယ်ခင်ဗျာနော်မှန်ကျွန်တော်ရမယ်ကျွန်တော်မှန်မယ်နော်ကျွန်တော်ပေါက်ရင်ပေါက်မှာခင်ဗျာနော်ကျွန်တော်တို့များမြတ်တကကိုရောင်းမစားတာဖြစ်တဲ့အတွက်ပေါ့နော်ကိုရုံတင်ပါတယ်နော်ပြီးတော့ကျွန်တော်တို့မြတ်တကချီရငွေလဲလိမ်မစားဘူးခင်ဗျာနော်ကိုရဲ့လောက်အားကားကိုပဲကိုတန်မိုးထားပါတယ်နော်မြတ်ချီရငွေလဲတစ်ချက်မှလိမ်မစားပါဘူးခင်ဗျာနော်အဲ့တောင်းပြီးပြအောင်မယ်အဲ့ဒီရောကိုရီမရေလေပေါ့နော်အဲ့666မှာလို့ပဲပေါက်ရှင်ရခြင်းလဲဆိုရင်တော့ကျွန်တော်တင်ပေးမယ့်အချိန်ကိုစောင့်နေပါခင်ဗျာနော်10ရက်နေ့ကြာလို့ရှိရင်ကျွန်တော်တင်ပေးမယ်ခင်ဗျာနော်ကျွန်တော် online ညနေမှာထားခင်ဗျာမရောက်သေးလို့ပါခင်ဗျာနော်အဲ့ဒီ cash sheet က clear ပါနော်သူကအမြဲမှန်ကြပါခဏလုံးလိုက်3လုံးလိုက်အမြဲရကြပါခင်ဗျာနော်အကောင်ကြတဲ့သူရှိရတယ်ခင်ဗျာနော်အားကြောင့်ကျွန်တော်တင်ပေးမယ်လို့ follow လုပ်ထားပါတော့နော်ရှင်းပေးကြပါအောင်ခင်ဗျာနော်ကျွန်တော်တင်နေတော့လေးလို့လည်းအမြဲတမ်းပေါ့နော်အသေးလေးပြီးမမေ့ကြပါနဲ့ခင်ဗျာနော် Facebook မှာတွေ့ရင်လည်းအသေးပြီးပါTikTok မှာတွေ့လည်းအသေးပြီးပါအားလုံးပေါ့နော်ရှင်းပေးကြပါအောင်ခင်ဗျာနော်ဒီလောက်ပါပဲခင်ဗျာအခုမှအလုပ်ကပြန်ရမှာပါခင်ဗျာနော်9 နာရီမှအလုပ်သိမ်းပါရခင်ဗျာနော်ည9 နာရီပြန်တော့မယ်ဘိုင်